Merry Christmas ဒီနေ့ December last ရက်နေ့ Christmas နေ့ဆိုတော့စိတ်ထဲမှာတမျိုးကြီးပဲကျွန်တော်ကပုံမှန်တော့ကျွန်တော် December 25ရက်နေ့ပေါ့နော်ဒါပေမဲ့ဒီနေ့ December ရက်နေ့ Christmas နေ့မှာကျွန်တော်ဒီမှာလာပြီးတော့မတည့်ရပြီးတော့ဒီတနာဝီငါခွင့်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ကိုဒီပို့ဆုံးချီးမွမ်းခြင်းပါတယ်ပြီးတော့မှနေ့တိုင်းပေါ့နော်ဒီလိုစီစဉ်လေးဒီ Super Christmas ကိုထားမြောက်အောင်ရေရန်စူးစမ်းပြီးတော့ဆောင်တဲ့ဆရာမတွေပြီးတော့ဒီမှာပါဝင်တဲ့လူကြီးတွေအားလုံးကိုကျွန်တော်ဒီကနေ့ကျေးဇူးတင်စကားပြောချင်ပါတယ်ဒီနေ့ကျွန်တော်တို့ December ရက်မှာ Christmas လုပ်တယ်ဆိုတော့25ရက်မှာတစ်ခါပြန်လုပ်ရင်တော့ဒီနေ့တော့ကျွန်တော်တို့နှစ်ခါလုပ်ရမယ့်ပုံပဲเนาะတချို့ခရီးသွားမယ်လို့ရှိရင်ကျွန်တော်ထဲမှာလည်းမြန်မာပြည်ပြန်မယ်လို့လည်းရှိတယ်ဆိုတော့တို့ကဒီ Christmas ကိုနှစ်ချိန်ဒီတစ်နှစ်မှာနှစ်ချိန်ဆင်နွှဲရမှာဖြစ်ပါတယ်တော်လေးကောင်းပါတယ်ဒီနေ့လည်းကျွန်တော်တို့ရှိနေကျွန်တော်ကြီးလိုက်တော့အများကြီးရှိပါတယ်ဒီအများကြီးထဲမှာဒီကျွန်တော်အချိန်ပေါ့ဒီတနာဝင်ရမယ့်အချိန်ကိုအများကြီးယူသွားရင်တခြားဟာတွေကနည်းနည်းလွတ်သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အများကြီးမယူပါဘူးဒီအချိန်နည်းနည်းလေးမှာကျွန်တော်ပြောချင်တာဟိုပြီးတော့ကျွန်တော်တလုံးချင်းပြောမယ်နော်အချိန်နည်းနည်းတွေမှာပြောချင်တာကိုလုံးပြီးမြောက်ဖို့ကျွန်တော်တလုံးချင်းကျွန်တော်တို့ဒီကျွန်တော်လည်းဒီတရားဟောဆရာအများကြီးဒီခုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတရားဟောဆရာပါဆိုတော့ကျွန်တော်တရားဒီနေ့တရားဟောဖို့ပြောကြတဲ့အခါမှာကျွန်တော်ပထမတော့ကျွန်တော်ညင်ဖို့ပါပဲဒါပေမဲ့ကျွန်တော်ပြန်ပြောတယ်ကျွန်တော်တရားဟောဆရာပါတော့တရားဟောဆရာကိုတရားဟောခိုင်းတော့မဟောချင်ဘူးဆိုတာမဖြစ်ရလေအောင်ကျွန်တော်ဒီနေ့စူးစမ်းပြီးပြင်ဆင်ထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မကြောက်ပါဘူးဆိုတရားဟောဆရာတရားဟောဖို့မကြောက်ပါဘူးဒါပေမဲ့ဒီဗမာလိုဟောမဲ့ခါကျတော့ကျွန်တော်နည်းနည်းစိုးရိမ်တာတခုရှိပါတယ်ဘာလို့လဲဆိုတော့ဒါကျွန်တော်ဗမာလိုဟောနေကြမဟုတ်တဲ့ခါကျတော့ကျွန်တော်လည်းဗမာလိုတိတ်မကျွမ်းတဲ့ခါကျတော့အမှားပါမှလည်းကြောက်ရတယ်ပြီးတော့မတုံးအပ်တဲ့စကားလုံးတွေတုံးပြီးမှလည်းစိုးရိမ်ရတယ်အဲ့ဒါကြောင့်မလို့တခြားလူတွေလုံးကောင်းမလားလို့ကျွန်တော်မနေစဉ်းစားပါတယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်စိတ်ကပ်ပြီးတော့မှဒီနေ့တရားဟောဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်ကျွန်တော်ဒီတဲ့အတိုင်းပဲဒီနေ့ကျွန်တော်ဆိုဗမာလိုနော်စကားတခွန်ပြောလိုက်ရင်ကျွန်တော်ရန်ကုန်မှာဆိုဆိုင်နေပါတွားတဲ့အခါမှာကျွန်တော်တို့ဒါဘယ်လောက်လဲစကားတခွန်လေးပြောလိုက်တာနဲ့သူတို့ကဘာအစည်းအောင်မပြောသေးဘူးဘာလိုမျိုးလဲဟောအဲ့ဒါမေးတာမဟုတ်ဘူးဒါဘယ်လောက်လဲမေးတာဘာလိုမျိုးလဲဆိုစကားနှလုံးသုံးလုံးပဲပြောရသေးတယ်ကျွန်တော်တို့ဗမာမဟုတ်မှရန်ကြည့်တာတွေထင်တယ်အဲကြောင့်မလို့ကျွန်တော်ဘယ်လောက်တော်တယ်ဘယ်လောက်တတ်တယ်ဆိုတာကိုအားလုံးခမမိမယ်ထင်ပါတယ်ကျွန်တော်တောင်ပေါ်သားတွေကတောင်ပေါ်မှာကျွန်တော်တိတ်မပြောတဲ့အခါကျတော့ကျွန်တော်ဆိုတောင်ပေါ်မှာပဲကြီးပြင်းတာကျွန်တော်စေတာအောင်တဲ့အထိတောင်ပေါ်မှာနေတယ်အဲဒါစေတာအောင်တဲ့ခါကျမှပဲဒီမှာအစင်းလာပြီးတော့မှချမ်းစတဲ့တာဖြစ်တဲ့ကြောင့်ကြီးမှတဲ့ကြီးမှဘာသာစကားတင်ရတာလည်းမလွယ်ပါဘူးမတန်ဖြစ်ပါတယ်နားလေနိုင်ခုတော့မှမနေတခါတလေစူးစမ်းပါမယ်ဒါမဲ့ဒီနေ့အမပါခဲ့လို့ရှိရင်ပြီးတော့မတုံးအတားလေးတုံးပြီးလို့ရှိရင်အားလုံးပဲကျွန်တော်ကိုနားလေပြကြပါလို့ကျွန်တော်ဒီဥစ္စာတောင်းပန်ချင်ပါတယ်အားလုံးတည်တဲ့တိုင်းပါကျွန်တော်တို့ဒီနေ့ Christmas ပွဲတော်ကိုလုပ်တဲ့အခါမှာဒီကျွန်တော်တို့တမ်းဟုတ်ပါတကဘာလုံးကတည်ပါတယ် Christmas ဆိုတာဘာလဲဆိုတာဒါမဲ့တည်တဲ့ပုံစံချင်းကမတူတာတခုပါတချို့ကကျွန်တော်အားလုံးဒီတာ Christmas ရောက်ပြီဆိုရင်အားလုံးပျော်ဖို့ပါဖို့နော်ပြီးတော့တောက်ဖို့စားဖို့တချို့ကြတော့လေခရီးသွားဖို့တချို့ကြတော့လေဘာလို့လဲဆိုတော့ဒီ Christmas ကိုသူတို့ commercialize လုပ်လိုက်တာပေါ့နော်ဒီစီးပွားရေးပေါ့စီးပွားရေးအတွက်သူတို့ promotion တွေလုပ်တယ်အဲ့လိုမျိုးမျိုးကိုနားလေတဲ့ပုံစံနဲ့ကိုကလုပ်နေကြတာဖြစ်ပါတယ်
အမှဒီနေ့ကျွန်တော်ဒီတက်ကခရစ်မတ်ဒီအနိတာရကိုကျွန်တော်နည်းနည်းပြောချင်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရွေးချယ်ထားတာကတော့ Christmas lesson ကိုပြီးတော့မှကျွန်တော်ကောင်းစင်လေးပေးထားပါတယ်ကျွန်တော်ဖတ်ကြားမယ့်ဒေသနာကတော့ခုနကတပါပတိယဖတ်ကြားပြီးတော့ပါပြီတေရှယအခန်းကြီး9အငယ်6မှာတေရှယအခန်းကြီး9အငယ်6ကျွန်တော်ပြန်ဖတ်ပြပါမယ်အကြောင်းမူကားငါတို့အဖို့တငယ်ကိုပွားမြင်၏ငါတို့ကသားကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာနာဆက်စီလိမ့်မည်နာမတော်မူကားအောဘွယ်တိုင်ပင်ဖက်တကူကြီးသောဘုရားသခင်ထာဝရအဘငြိမ်သက်ခြင်းနဲ့ရှင်ဟုတ်ခေါ်ဝတ်တမုတ်ချင်းကိုခံတော်မူလိမ့်မည်ပကြတ်တော်ရဲ့နှုတ်ပတ်တော်အားဖြင့်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်ဒီခါတော့ဒီဂျပန်မှာဒီဂျပန်နိုင်ငံလည်းအလုပ်တည်တဲ့အတိုင်းခရစ်ယာန်အလူရန်နည်းနည်းလေး 1% တိကျခိုင်တော့အောက်မှာရှိပါတယ်။ဒါပေမဲ့ဒီလိုလေဒီအနောက်တိုင်းလိုခရစ်စမတ်ရောက်တဲ့အခါမှာဒီလိုဒီပွဲဒီဘာဒီတို့လုပ်တယ်ပြီးတော့ဒီဆိုင်နေမှာဒီတို့ Christmas decoration တွေလုပ်တယ်ပြီးတော့ Christmas တချင်းတွေကိုဖွင့်ပြီးတော့မှတို့ customer တွေကိုဆွဲဆောင်တာပေါ့နော်။အဲ့လိုလုပ်တဲ့ခါတနေ့တော့ဒီသတင်းထောက်တယောက်ကဒီအမှဇီလာဝေတဲ့အမျိုးသမီးကိုတရားရှင်းထောက်ကမေးလိုက်တယ်ခရစ်စမတ်ဆိုတာတီလာဒီအမျိုးသမီးကပြန်ကြည့်လိုက်တယ်တီလာပေါ့တင်ပါလေပြောတယ်ဆိုတော့အမျိုးသမီးကပြောတယ်ခရစ်စမတ်ဆိုတာတီလာပေါ့ဒါယေရှုတည်တဲ့နေ့လေဒါသူတည်တဲ့ပုံစံပေါ့နော်ယေရှုတည်တဲ့နေ့မှာသူပြောဖို့ရှိဝေလို့နေဒါကျွန်တော်တတိယတာလေးတခုကျွန်တော်96အဲ့တော့ကျွန်တော်လူငယ်လေးဆိုတော့ကျွန်တော်အင်မတန်မှတက်ကြွတဲ့အချိန်ကျွန်တော်တို့မြို့ဒီနာကရွာလေးတွေမှာကျွန်တော်တို့အေဝင်ကလေးလိုက်ပြီးတော့ပြန်ဟွာဟောတယ်တစ်ခါတလေမှာကျွန်တော်တို့တင်ဒရာချမ်းစာတင်ဒရာလေးပါလေးပေးတာပေါ့နော်အဲ့ဒီနေ့တော့ကျွန်တော်အဲ့နီးတဲ့ကျွန်တော်တို့နေရာနဲ့တိတ်မဝေးတဲ့ရွာလေးဒီခရိယန်ရွာလေးဒီရွာမှာကျွန်တော်ဒီကျန်းစာတင်ဆောင်ပေးဖို့တပတ်လောက်သွားနေတယ်အဲ့သွားနေတဲ့အချိန်မှာအဲ့ပထမဒုတိယနေ့ကျတော့ကျွန်တော်အဲ့ဘုရားကျောင်းပြင်ပြမှာကျွန်တော်အေးစိတ်ထိုင်နေတဲ့အချိန်မှာကျွန်တော်ဟိုအဝေးကနေအတန်ကြီးကြားတယ်အဲ့ဒီအဝေးကအတင်းတော်တပါးရှိတယ်အဲ့တင်းတော်အဲ့ဘုရားကျောင်းထဲကနေအတန်ကြီးကြားတာကိုကျွန်တော်နားထောင်ရင်းနဲ့ကျွန်တော်ဗာကြားတယ်ဆိုငိုတန်ကြီးကြားတယ်အဲ့လူတွေကအမှငိုကြတယ်အဲ့ဒါကျွန်တော်အဘေးကအဲ့တင်းထောက်သူကြီးကြောက်ကိုကျွန်တော်မေးလိုက်တပါးဖြစ်နေကြတာလေအမေတဲ့ခါမှာသူကပြောတယ်ဆိုတော့ဆရာတဲ့သူတို့ကဒီနေ့က revival လုပ်နေတာတဲ့ဘာ revival လဲဒီခရစ်တော်တည်တဲ့နေ့ကိုသူတို့ကပြန်ပြောနေကြတာတဲ့သူတို့ပြန်ပြောတဲ့ခါမှာလူတွေဝိုင်းငိုကြတာတဲ့အတင်းတို့တင်းတာအားလုံးဒီဘုရားကျောင်းထဲမှာအကုန်လုံးငိုကြတာတဲ့ယောက်ကပြောတယ်ခရစ်တော်ကိုယ်တိုင်သူ့ကိုကားစစ်သူကားတိုင်းကိုထမ်းပြီးသွားရဲဆိုလူတွေငိုကြတယ်ကားတိုင်းကိုတင်နေပုံငိုကြတာပေါ့နော်တခါတော့လှန်နဲ့ထိုးတယ်ဆိုအားလုံးဝိုင်းငိုကြအဲ့တစ်ချိန်လုံးငိုကြကျွန်တော်လည်းအဲ့ကြည့်ရင်လည်းကျွန်တော်ဘေးကတခြားတင်းလူကြီးတစ်ပါးကကျွန်တော်ပြောတယ်ဆရာတဲ့ကျွန်တော်စဉ်းစားနေတယ်ဒီခရစ်တော်ဒီတခင်ယေရှုတည်တဲ့နေ့မှာတကယ်ကိုဒေါ်တာအထွတ်ဆုံး one and so say a so လူကဘယ်သူဖြစ်မလဲလို့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်မားမြမသိဘူးစာတန်များဖြစ်မလားခရစ်တော်တည်တဲ့နေ့မှာယန်းကိုစိတ်အပြတ်ဆုံးဒေါတာအထွတ်ဆုံး one and so ကစာတန်အဲ့ဒီလူမဖြစ်ရလေအောင်စာတန်ကတခြားတော့သူ့ကိုတားဆီးဖို့ကြိုးစားခဲ့တယ်နောင်ရှိခဲ့တယ်စုံစမ်းခဲ့ဒါမဲ့အဲ့ဒီအချိန်မှာသခင်ယေရှုကပြောတယ်ဆိုတော့ဤအမှုပြီးဒီကွာအဲ့ဒီအမှုပြီးဖို့ရန်အတွက်ခရစ်တော်ကဒီလောကကိုကြွလာတဲ့နေ့ဟာခရစ်စမတ်နေ့ဖြစ်ပါတယ်အာမင်ဒီနေ့ဖြစ်ပါတယ်ဒီနေ့ဆိုတာကအတိအကျတော့အဆွေနဲ့မဖြစ်စေချင်ပါဘူးကျွန်တော်ထင်တယ်ဂျူလီယပ်
Pope Julius ပေါ့သူကအဲ့ဒီ353လောက်မှဒီဒီဇင်ဘာ25ရက်နေ့ကိုခရစ်စမတ်နေ့ဆိုပြီးတော့မှတတ်မှတ်လိုက်တာခုနကကျွန်တော်စဉ်းစားမိတယ်အခုချိန်မှာဒီ Pope Julius များအခုချိန်မှာသိရှင်စည်းခဲ့လို့ရှိရင်အရင်အောမှာပဲလို့သူတတ်မှတ်လိုက်တဲ့ရက်ကိုအခုနှစ်ပေါင်းအဲ့နောက်ပိုင်းရက်နှစ်ပေါင်းနော်1500 1800ကျော်ကျော်လောက်1800လောက်လူရလိုက်နာကျင့်သုံးတယ်ဆိုတော့သူညတီလုံးကတော့တကယ်အောမှာဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဆွေးလမ်းမရှိပါဘူးတကယ်ယေရှုဒီကနေ့ကျွန်တော်တို့နှလုံးသားထဲမှာပွားမြင်တယ်အတိတ်ကမှပွားမြင်တယ်ဆိုတော့ကျွန်တော်အားလုံးကိုခံယူစေခြင်းတယ်ဆိုတော့ဒီကျွန်တော်တို့ဒီခုနကဖတ်ကြတော့တဲ့ဒီထဲမှာဒီတကယ်ယေရှုနာမတော်အမေငါခုလောက်ပြရတယ်တခြားဒီ version တခြားဒီမှာတော့ကျွန်တော်လေးခုလောက်ပြဘာလို့လဲဆိုပထမဒီအောဘွယ်တိုင်ပင်ဖက်ဆိုတာကဒီဥပမာဒီ King James တို့ဒီတခြားနေရာမှာနှစ်ခုခွဲထားတယ်ဒါပေမဲ့ NIV တို့ဘာလို့ကျတော့အောဘွယ်တိုင်ပင်ဖက်ဆိုပြီးတော့မှနာမည်တစ်ခုပေးထားတာရှိတယ်ဒါပေမဲ့ဘာဖြစ်ဒီမှာကျွန်တော်၅ခုတော့ခွဲရအောင်နော်ငါမေရကျွန်တော်နေတော့ငါအပူရငါမေရရွှေပြည်ဘူးဆိုတာဒီရွှေဘူးအဲ့ဒါနဲ့ဆက်စပ်ပြီးတော့ကျွန်တော်တခြားကြံပိုက်တွေပိုက်ကိုဖတ်ချင်ပါတယ်ရှင်မာတဲ့ခန်းကြီးပြအငယ်73မှာဗျာဒိတို့အချက်ဟူမူကားကြည့်ရှုလို့သူတို့သမီးကညာသည်ပလိတရီဆွဲယူ၍သားယောက်ျားကိုဖွားမြင်တဲ့တန်ထိုသားသူအီမန်နွေလအမေဖြင့်မိရချက်တဲ့တန်တော့လာသည်အီမန်နွေလအမေအနိကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဟုတ်ဆိုလိုတည်းဆိုတော့ဘုရားသခင်ခရစ်တော်ယေရှုကနာမည်မျိုးမျိုးရှိပါတယ်ဒီနေရာမှာကျွန်တော်ပထမဆုံးဒီအောဘွယ်ဖယားအောဘွယ်တိုင်ပင်ဖက်ဆိုတာလေးကိုကျွန်တော်နည်းနည်းစဉ်းစားစီစဉ်ပါတယ်အောဘွယ်ဒါကျွန်တော်အောဘွယ်ကအများကြီးရှိပါတယ်ဒါပေမဲ့တမျိုးပြန်စဉ်းစားတဲ့အခါအောဘွယ်လည်းမဟုတ်ပြန်ဒါဖယားကကြအောဘွယ်ဖြစ်ပါတယ်နေ့တိုင်းအတိကျွန်တော်တို့ခံစားရတဲ့အခါမှာဒီအောဘွယ်ရဲ့အရာတွေကိုကျွန်တော်ခံစားရပါတယ်နေ့တိုင်းဒီခရစ်တော်လူဇာတိကိုခံယူပြီးတော့မှကျွန်တော်တို့လူသားတွေအနေနဲ့အသက်လာရှင်တယ်ဆိုတာကလည်းတကယ်တော့အောက်ွယ်ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တမိုင်းမှာတင်ပါတယ်ကျွန်တော်အားလုံးပြီးပြီးသားပါနော်1000နဲ့ဒီဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း1000နဲ့940ခုနောက်ပိုင်းပေါ့နော်ဒီမှာကျွန်တော်တို့ Cold War ဒီစစ်အေးတိုက်ပွဲဆိုတာရှိပါတယ်ဒီကမ္ဘာလုံးမှာသူတို့စစ်လက်နက်ပြင်ဆင်ကြတာပေါ့နော်အထူးသဖြင့်ကအမေရိကန်နဲ့ဒီ Soviet Union ရုရှားပေါ့သူတို့စစ်ပြင်ဆင်ကြတယ်အပြန်အဆိုင်လက်နက်တပ်ဆင်ကြအဲ့မှာဒီ1960 1990နောက်ပိုင်းတွေမှာဆိုဒီအမြဲတမ်းဒီအမေရိကန်အမြဲတမ်းချီတလန်နောက်ကြတာချီတလန်နောက်ကြခြင်းပေါ့နော်ဆရာမျိုးပြေဆိုတာကျွန်တော်သိရအမြဲတမ်းသူတို့နောက်ကြတယ်သူ Soviet Union အမြဲတမ်းချီတလန်တာဆိုတော့ဒီ1969လောက်ရောက်တဲ့အခါမှာဒီအမေရိကန်ကစူးစမ်းပြီးတော့မှဘာလုပ်လဲဆိုတော့ဒီအာကာသကိုလွတ်တင်နိုင်တဲ့အာပိုလိုဆိုပြီးတော့မှသူတို့rocket တစ်ခုကိုဒီဆောက်လိုက်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုတော့အဲ့ဒီ rocket နဲ့ကိုလာကဘာကိုသွားမယ်ဆိုတော့အဲ့ဒီမှာသူတို့တကယ်ကိုသူတို့train လုပ်ထားတဲ့ဒီအားလုံးပြည်တဲ့တန်တဲ့ Armstrong နော် Armstrong နဲ့သူရပေါ် Aldrin သူရဲ့လက်ထောက်ပေါ့ဒါနောက်ပြောက်ရှိသေးတယ်သူတို့ကိုအားလုံးပြင်ဆင်ပေးတဲ့အခါမှာသူတို့ကိုလက်ကဘာကိုလွတ်လိုက်တယ်1969 April 20မှာသူတို့စံတော်ချိန်နဲ့နော်ည7နာရီကျော်လောက်မှာသူတို့လက်ကဘာကိုရောက်သွားပါတယ်ဆိုတော့ပထမ Armstrong ကအဲ့ဒီအရင်ပေါ်ကနေဆင်းလာပြီးတော့မှသူချစ်ထောင်းနဲ့ဒီလက်ကဘာရဲ့မိပြန်ထိတွေ့တဲ့အချိန်ကိုသူတို့တတ်မှတ်တာဖြစ်တယ်သူကအရင်ဆင်းတယ်ပြီးတော့နောက်
တော့ကနောက်မိနစ်20လောက်ကြာတဲ့ခါမှာဆင်းလာအဲ့ဒါဆင်းလာတဲ့ခါမှာတကဘာလုံးကဘယ်လိုပြောမလဲအဲ့အော်တာပေါ့နော်တဲ့လူသားရဲ့လက်ကဘာပေါ်ကိုရောက်သွားတယ်ဆိုတော့တကယ်ကိုအထူးဇန်ကြီးဖြစ်နေချက်ချင်းမဲ့အဲ့ဒီတော့ငါဒီတမဒါဖြစ်တဲ့နေဆန်ကအတီဒီကဒီတကဘာလုံးကိုကြီးညာပြလိုက်တယ်ဒီကဘာတမိုင်းမှာဒီလောကရဲ့တမိုင်းမှာအထူးခြားဆုံးအော်ဘွယ်အကောင်းဆုံးအရာကအခုဖြစ်လာပြီးလူသားရဲ့ချီထောက်ကလာကဘာရဲ့နီးပြင်ပေါ်ရောက်သွားပြီးထီသွားပြီးဆိုပြီးတော့မှသူကြီးညာလိုက်တယ်ဒီကနေအဲ့လိုကြီးညာတဲ့ခါမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ဧဝံဂေလိတရားဟောဆရာကြီးဘင်ဒီဂရဟမ်ကအဲ့ဒီတတိယကိုကြားတော့ချက်ချင်းပဲသူကပြန်တုံးပြန်လိုက်တယ်ဘယ်လိုတုံးပြန်လဲဆိုတော့ဓမ္မမှာတဲ့အမတမထူးဆန်းတဲ့အရာပါဒါပေမဲ့ဒီတက်ကိုထူးဆန်းတာကဖယားကဒီကဘာမီကြီးပေါ်မှာချစ်ထောက်လာချတာကပိုထူးဆန်းတယ်ဆိုပြီးတော့ချက်ချင်းပြန်တုံးပြန်လိုက်ပါအာမင်မတမအိုးဘွေရကောင်းပါလေဖယားကသူလူသားတဲ့ခုဒီအင်္ဂါဂျူတို့ဒီတခြားဂျူတွေတွားဖို့လုပ်နေတယ်တဲ့ဂျူဒါတော်လို့စကြဝဠာချက်ဖယားဖန်ဆင်းတာပါနော်ဒါပေမဲ့ဒီဖယားဖန်ဆင်းရှင်ဖယားကဒီဂျူအများကြီးထဲကနေမတ်နော်တို့ကဘာဂျူမတူရအတက်ကိုစွန့်ဖို့ကျွန်တော်တို့ကိုကေတင်ဖို့ကြွလာတယ်လာရောက်နေထိုင်သွားတယ်ဆိုတာအမတာမအော်ဖယားကောင်းပါလေတယောက်ကမေးပါလေဆရာကြီးတပေါင်းဒီတခြားဂျူဒီမှာအတက်ရှိတတော်ရီနော်အခုကျွန်တော်တို့ပြောနေတဲ့ ED ဗာလေဂျူသားရီအများကြီးရှိလိမ့်မယ်အဲ့ဒီသူတို့ရဲ့ salvation သူတို့ရဲ့ကေတင်ချစ်အတွက်ဖယားကဘယ်လိုရှိခြင်းမလဲတဲ့ဒါမှမဆိုင်လာပြီကိုယ့်ကိုစိတ်ပူတာမဟုတ်ဒီဂျူဒါရီအတွက်ပါလိုက်ပြီးစိတ်ပူနေတယ်အဲ့ဒီတရားဟောဆရာကြီးကပြောတယ်ဆိုသူတို့ကိုမတိပါဘူးတဲ့သူတို့ဂျူဒါရီအတွက်ကျွန်မတိတခြားဟာတွေလည်းမတိဘူးဒါနဲ့ဒီကဘာမီကြီးမှာကျွန်တော်တယောက်ထဲနေရင်တော့မှခရစ်တော်ကြွလာလိမ့်မယ်အာမင်ကျွန်တော်တယောက်ရှိရင်လည်းခရစ်တော်ကြွလာမယ်ဒါတကယ်ကို personal နော် individual ဖြစ်ပါတယ်ပြီးတော့တိုင်ပင်ဖက်ဖြစ်ပါတိုင်ပင်ဖက် counselor ဆိုတာကျွန်တော်တက်ခါတလေကျွန်တော်ဒီ pastoral counselor တို့ counseling တို့ပေါ့နော်နည်းနည်းပါးပါးတင်လာလို့ရှိတယ်အမှတင်လာတော့ကျွန်တော်တပေါ်ကြတာလေးတစ်ခုကပါလေဆိုတော့ဒီ counselor ဒီရဲ့အရေးချင်းတစ်ခုကပါလေဆိုတော့နားထောင်ကျွန်တော်တို့က counselor ဆိုပြီးတော့မှစကားပြောဖို့ပဲလိုက်လို့နေဒါလွယ်သွားပြီနော်အရင်နားထောင်ပါလေသူတို့ကဘယ်လိုခံစားရလဲဘယ်လိုစိတ်သဘောရှိလဲသူတို့ဖြစ်ချင်တာပါလဲအဲ့ဒါကိုကျွန်တော်နားထောင်ပေးရတယ်သူပြောချင်တာသူခံစားချက်ကိုနားထောင်ပေးရတယ်ပြီးတော့သူတို့ကအတင်းတော်ဆုံး advice ပေါ့နော်ကျွန်တော်တို့ဒီအဲ့ဒါလေးပေးရတယ်ဆိုတော့ကျွန်တော်ဖယားအကောင်းဆုံးသော counselor တိုင်ပင်ဖက်ဖြစ်ပါတယ်အမြဲတမ်းကျွန်တော်တို့ကိုနားထောင်နေတယ်ကျွန်တော်တို့ခံစားချက်ကျွန်တော်ဆူတောင်းချက်တွေသူအမြဲတမ်းနားထောင်တယ်နော်သူအချိန်ကြီးခေါ်လို့ရတယ်သူတငယ်ချင်းချင်းတော့မှဖုန်းခေါ်ရင် miss call ကြီးပဲနော်မကင်ကြဖယားကင်တယ် miss call မရှိဘူးကျွန်တော်တို့ရဲ့အော်တန်ကိုကျွန်တော်တို့ရဲ့ငိုတန်ကိုဖယားအမြဲတမ်းနားထောင်ပါတယ်အကောင်းဆုံးသော counselor တိုင်ပင်ဖက်ဖြစ်ပါတယ်ပြီးတော့တကူကြီးတဲ့ဖယားဖြစ်ပါတယ်နားထောင်ရုံတက်မဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေအကုန်လုံးကိုဖြည့်ဆည်းပေးနိုင်တဲ့လိုက်လုပ်ပေးနိုင်တဲ့ကောင်းချီးပေးနိုင်တဲ့ဖယားဖြစ်ပါတယ်တကူကြီးသောဖယားဖြစ်ပါတယ်ပြီးတော့ဒါဟာထာဝရအဖနော်ဒါဟာဒီတခုတည်းမဟုတ်ပဲနဲ့ထာဝရမနေ့ယနေ့နောင်ကာလပေါ့နော်မပြောင်းမလဲထာဝရရှိနေမယ်နားထောင်နေမယ်
ကောင်းချီးပေးမယ်ဖယားဖြစ်ပါတယ်ပြီးတော့ငြိမ်သက်ခြင်းအရှင်လည်းဖြစ်ပါတယ်ငြိမ်သက်ခြင်းကျွန်တော်ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းနော်ဒီနတ်ခြင်းဆိုတာကျွန်တော်တို့အမြဲတမ်းအဲ့ဒီလိုက်ရှာနေအခုကျွန်တော်အားလုံးပဲကျွန်တော်ထင်ပါတယ်ဒီဥစ္စာတွေဝါမြောက်ခြင်းဂျီနတ်ခြင်းငြိမ်သက်ခြင်းကိုရှာဖို့ရတဲ့ကျွန်တော်တို့ဒီကိုရီးယားရောက်တာမဟုတ်ဘူးလားကျွန်တော်ပညာသင်တဲ့လူတွေဒီပညာဒီရုပ်စာဒီအတိုင်းပြီးသွားလို့ရှိရင်အတိုင်းတစ်ခုထိပြီးသွားလို့ရှိရင်အတိုင်းတစ်ခုထိလုံနိုင်မယ်ပေါ့နော်ဘုရားမှုတော်အတွက်ဖြစ်ပြီးတော့ဒီပိုက်ဆံရှာတဲ့လူတွေကလည်းဒီလုံနိုင်ဒါပိုက်ဆံဒီလောက်စုနိုင်ဒါလုံနိုင်မယ်ပေါ့နော်ကျွန်တော်တို့မှာညီမချက်တွေရှိတယ်အဲ့ဒါလုံနိုင်ရင်ကျွန်တော်ခြေနဲ့သွားမယ်ကျွန်တော်ပျော်သွားမယ်ဘဝမြောက်သွားမယ်เนาะကျွန်တော်ဘဝငြိမ်းချမ်းသွားမယ်ဤချမ်းသွားမယ်ပေါ့နော်အပြူကြီးကျွန်တော်တို့စဉ်းစားပါပဲဒါပေမဲ့ဖယားသခင်ဟာသူကငြိမ်သက်ခြင်းအရှင်ဖြစ်ပါတယ်အဲ့ဒီငြိမ်သက်ခြင်းအရှင်ဖယားစီမှာကျွန်တော်တို့ငြိမ်သက်ခြင်းအစစ်အမှန်ကိုကျွန်တော်ရှာဖို့ဖြစ်ပါတယ်ကျွန်တော်စာတစ်ခုမှကျွန်တော်ဖတ်ပြပါတယ်ဒီ Red Indian တွေနော်ဒီ Native American တွေဒီရှိတော့ကတော့သူတို့ယူရမှာပါရှိတယ်ဆိုတော့သူတို့ကလေးတွေကိုမွေးကလေးကသူတို့ကအကျန်းခံအောင်သူတို့လေ့ကျင့်ပေးတယ်ပြီးတော့အသက်12နှစ်မတိုင်ခင်သူတို့ဘာတွေလေ့ကျင့်ပေးလဲဆိုတော့ဒီအမဲဘယ်လိုလိုက်မလဲနော်ပြီးတော့ဘယ်လိုအသက်ရှင်မလဲဘယ်လိုလေးတော့ညာတော့ဘယ်လိုဖြစ်မလဲအဲ့ဒါသူတို့တတ်တဲ့ယောက်ျားလေးတွေသူတို့ပြန်တတ်တဲ့အရာတွေကိုတင်ပေးပြီးတော့မှနောက်ဆုံးစမ်းတဲ့ချက်တစ်ခုရှိပါတယ်အဲ့ဒါကသူတို့အသက်စစ်နှစ်ပြည့်မှာပဲအဲ့ဒီနောက်ဆုံးစမ်းတဲ့ချက်ကိုသူတို့စမ်းတဲ့အဲ့ဒါအောင်မြင်တဲ့ခါမှာပဲသူကတကယ်ကိုအခုလူဖြစ်ပြီပေါ့နော်တမတ်တာအဲ့ဒီနောက်ဆုံးတမတ်ချက်ကပါလဲဆိုတော့သူတို့ကဒီကလေးကိုအဲ့ဒါဒီတင်တတ်တဲ့အကုန်တင်ပေးတဲ့အခါမှာသူတို့ဘာလုပ်လဲဆိုတော့တောနဲ့ကြီးတဲ့ကိုပို့လိုက်တယ်တော့သူပဲတခါမှမရောက်ဘူးတဲ့သူတို့နေတဲ့နေရာနဲ့တော်တော်လေးဝေးတဲ့တော့အနက်ကြီးတဲ့ကိုပို့လိုက်တယ်အမှဘာလက်နဲ့မှမပေးဒီတန်းနဲ့လွတ်ပြီးတော့မှအဲ့ဒီကောင်လေးကိုအဲ့ဒီနေရာမှာထားပြီးတော့သူတို့ပြန်သွားတယ်ပြီးတော့နောက်တနေ့မှာအဲ့ကောင်လေးထားတဲ့သူထားတဲ့နေရာမှာအဲ့ကောင်လေးကိုပြန်ရှာပြီးတော့မှအဲ့ဒီကောင်လေးကိုနောက်တနေ့ထိအသက်ရှင်နေဆိုလို့ရှိရင်သူတို့သူပြန်ပေါ်လာပြီးတော့မှဒီအဆောင်ကိုပေးတယ်ဒါသူတို့ရဲ့ထုံးစံတခါတော့ကောင်လေးတယောက်လည်းသူအစမ်းတက်ခံလိုက်တယ်သူ့ကိုပို့ပေးလိုက်တယ်ဆိုတော့သူလည်းအဲ့ညရောက်တဲ့အခါမှာသူကတိပင်ကြီးတပင်အောက်မှာထိုင်ပြီးတော့ရန်ကြောက်တယ်သူဘေးနာဘေးမှာလည်းဒီတားရည်တူးဆန်နေနော်အဲ့သူတို့ဟိန်းတန်ဒီဟောင်းတန်ဒီဟောက်တန်ဒီပေါ့နော်အကုန်ကြားတော့သူကတော်လေးကြောက်တယ်တညာလုံးဘလို့မအိပ်လို့မရဘူးအရန်ကြောက်တယ်လုံးဝကူမလုပ်ရအောင်ဒီတိုင်းကိုပြီးတော့ထိုင်နေတယ်အဲ့ဒါထိုင်ရင်နဲ့နောက်ဆုံးကြတော့မိုးကနည်းနည်းမိုးကလင်းလာမနေ့မိုးလင်းလာတဲ့အခါမှာသူအရေးတကယ်ကိုတိလိုက်တော့ဒီတုန်းကသူကကြာမြချင်းသိများဖြစ်မလားပေါ့နော်တတိတိကြကြည့်တဲ့အခါမှာလူတဒံလူရစ်တွေကိုတွေးလိုက်တယ်တတိချက်သူကြည့်လိုက်တဲ့အခါမှာသူတော်တော်လေးအော်သွားတော့ဘယ်သူတွေးလိုက်လဲဆိုတော့သူ့အဖေဖြစ်တယ်တညာလုံးသူ့အဖေကသူ့ကိုဒီတားရဲ့သမီးဆိုင်ဒီရဲ့ဘေးကနေသူကကာကွယ်ပေးနေတာဖြစ်သူကမတိဘူးမတိဝတ်တော့အားကြောက်တာအဲ့ညမှာသူကအဲ့သူ့အဖေဆုံးရှောက်တယ်ဆိုတော့သူတိခဲ့လို့ရှိရင်သူကအရန်အဲ့တော့ဒီကြောက်မှာမဟုတ်ဘူးဒါနဲ့သူမတိခဲ့တော့သူအရန်ကြောက်ခဲ့တယ်ဒါနဲ့သူဘာမှမဖြစ်ခဲ့ဘူးဘာလို့လဲဆိုသူအဖေကဒီကိုတညာလို့သူမတိအောင်ဆုံးရှောက်ပေးနေတာဖြစ်ပါတယ်ဒီလိုပါပဲเนาะကျွန်တော်တို့အသက်တာမှာလဲကျွန်တော်တို့ကဖျားတယ်ကျွန်တော်တို့ဒီလိုမြင်တဲ့ချင်းပေးပါတယ်ဆောင်ရှောက်ဒါပေမဲ့ကျွန်တော်တို့တီးဖူကပါလဲဆိုတော့ကျွန်တော်တို့ဟာဖျားကကျွန်တော်ကိုဆောင်ရှောက်တယ်ဆိုတာကျွန်တော်တို့အမြင်ပြီးဒါခုနကကျွန်တော်ဆိုပြီးပေးစုတဲ့ချင်းနဲ့မှာကျွန်တော်မချမ်းမချကြားရပါတယ်ဒီမနွေလာဆိုတာဖျားစ
ကျွန်တော်ကျမတို့နဲ့အတူရှိတော်မူသောဖယားဒါကြောင့်လို့ကျွန်တော်တို့ဒီနေတချင်းဝမ်းမြောက်ခြင်းဆိုတာကကျွန်တော်တို့ခရစ်တော်ကြွလာလုပ်ဒီဝမ်းမြောက်ခြင်းအကြောင်းကိုကျွန်တော်ကြွေးကြော်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တစ်ခုပဲပြောချင်ပါတယ်ဒီ illustration လေးတစ်ခုပေါ့နော်ဒီတရုတ်နိုင်ငံမှာဒီ missionary တယောက်သွားခုတယ်ဒီရွာလေးဒီရွာကိုသွားတယ်အဲရွာလေးကအဲ့ဒီရွာကလေးကိုသူရောက်တဲ့အခါမှာဘာအကြောင်းဖြစ်သွားလဲဆိုတော့သူမရောက်ခင်လေးမှာအဲ့ရွာမှာလူစုသမျှတွေဝင်ပြီးတော့မှတရွာလုံးကိုအဲ့ဒီလူစုတွေကမီးရှို့ပြလိုက်တယ်ပြီးတော့သူတို့မှရှိတဲ့အခုတန်ပစ္စည်းတွေအကုန်လုံးကိုအဲ့ဒီသမျှတွေကယူသွားလိုက်တယ်ဆိုတော့ဒီ missionary ကဒီရွာလေးရောက်တဲ့အခါမှာအဲ့ဒီရွာမှာရှိတဲ့ယုံကြည်သူတွေကသူရှိလာပြီးတော့မှသူတို့ခံစားတဲ့အကြောင်းတွေကိုပြောကြတာပေါ့နော်ကျွန်တော်ဒီလိုဖြစ်ပါတယ်အခုကျွန်တော်တို့နေစရာတော့မရှိတော့အိမ်တွေအကုန်လုံးမိထဲပါသွားပြီကျွန်တော်ပစ္စည်းတွေအကုန်လုံးလည်းမိထဲပါသွားပြီဒီဘေးကတယောက်ကတော့ပြောတယ်ဆရာအခုကျွန်တော်ရဲ့ကျမ်းစာအုပ်နဲ့ဒီကျွန်တော်ရဲ့ဒီဓမ္မတခြင်းစာအုပ်ဒီမှာမိရှုခံလိုက်ရပြီဒီမိစမေတ္တာစိတ်မကောင်းဖြစ်သွားဒီလိုနေတင်ရမှလည်းမသိဘူးဘာစကားပြောမှလည်းမသိဘူးအဖေကကောင်းလေးတယောက်ကအဲ့ဒီယာရီကိုဒီတုံးလေးတစ်ချောင်းနဲ့လိုက်ဆွနေတယ်လိုက်ခွနေတယ်အမှသူတို့ကအဲ့ယာရီချားထဲမှာပါပြီးတဲ့စိုက်တဲ့တရွက်လေးမိမလောင်တဲ့ကြံတဲ့တရွက်လေးတရွက်အရွက်ကြီးမဟုတ်တပိုင်းတစားလေးပေါ့နော်အဲ့ဒီအဲ့ဒါပြီးတယ်အဲ့ဒါကောက်အကြည့်လိုက်တယ်ဖတ်တဲ့တိတ်ခလုံးမရအောင်တေချာကြည့်ပြီးဖတ်ကြည့်လိုက်တော့ပါလေဆိုတော့ဟိုစာကြောင်းလေးတစ်ကြောင်းပေါ်လာအဲ့ဒါသူဒီဓမ္မတချင်းစာအုပ်အဲ့မိတဲ့ပါတော့တဲ့အဲ့စာအုပ်ရဲ့တစိတ်တစ်ပိုင်းလေးအဲ့မှာပါစာကြောင်းလေးပေါ်လာလဲဆိုတော့လောကဝမ်းမြောက်ဖရာကြွလာအဲ့စာကြောင်းလေးတွေပါလာတယ်တဲ့တော်အောင်ဖူးကောင်းတယ်ဆိုသူတို့ကလည်းပထမတော့လူပြောမှမသိတဲ့ဖတ်ရင်လည်းသူတို့အဲ့ဒီနေ့မှာပဲတရွာလုံးကသူတို့ချီးမွမ်းကြတယ်ကျွန်တော်တို့ရဲ့ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဆိုတာကဒီအရာဒီမတည်မြဲတဲ့ဒီအရာဒီမဟုတ်ဘဲနဲ့ဒီထာဝရဘုရားကျမတို့အတွက်ကြွလာတဲ့ဒီခရစ်တော်ယေရှုဘုရားကြွလာခြင်းအားဖြင့်ကျွန်တော်တို့ပျော်ရွှင်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်တော်ဒီကုမောင်မှာယနေ့ဒီ IT ကလည်းရောက်ပါပြီဒီမတာမအပြောင်းလဲမြန်တဲ့ခေတ်မှာတချို့ကတော့ဒီတမိုင်းတွေတော့မှအပြောင်းလဲလုပ်ချင်ကြပါဒါပေမဲ့ဒီကျွန်တော်တို့ဒီခရီးတော်မွေးဖွားခြင်းဟာတမိုင်းစီမလို့ပြောင်းလဲလုပ်ပြရပါဘူးအားလုံးဒီတဲ့တိုင်းတူထင်းဒီကိုတူခွင့်ပေးခြင်းမဟုတ်ပညာရှင်တွေလက်ဆောင်စကားဖွင့်ပေးခြင်းဆိုတာဟာတကယ်တမိုင်းစီမဖြစ်တဲ့ကြောင့်ပြောင်းလဲလုပ်ရပါဘူးဒီနေ့တိုင်ကျွန်တော်တို့ဆွေးနွေးနေတဲ့ကျွန်တော်တို့ဒီဓမ္မတချင်းခရစ်စမတ်ဓမ္မတချင်းများကိုကျွန်တော်တို့ဒီလိုနဲ့ဆေးဖြစ်ပါတယ်ခရစ်တော်ရဲ့ကျွန်တော်တို့ဒီလောကကြီးကိုနေချတော့တော့ဆောင်းချမကျွန်တော်တို့ဒီကေတင်ချင်းတကယ်ဘုရားတကယ်ချင်းမြတ်တဲ့ဒီမိတ္တတရားတော်ဒါတော်ဤကေတင်ချင်းကိုကျွန်တော်ရရှိခံစားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်စမတ်ဆိုတာဝေပြီးတော့မိတီနော်မဟုတ်ဘဲနဲ့ဒီခရစ်စမတ်ကနေစင်တက်လာတဲ့မိတ္တတရားကိုကျွန်တော်တို့ပွားများဖို့ဖြစ်ပါတယ်ဒါတကယ်ကျွန်တော်တို့လက်ဆောင်ပါခရစ်စမတ်နေ့မှာပေးတဲ့လက်ဆောင်မဟုတ်ဘဲနဲ့ခရစ်စမတ်ကကျွန်တော်တို့အတွက်လက်ဆောင်ပါခရစ်တော်ဟာကျွန်တော်တို့အတွက်ပေးတဲ့လက်ဆောင်ပါဒါကျွန်တော်တို့ကသက်ခါဖို့ပါခရစ်တော်ကိုကျွန်တော်တို့ရဲ့ကိတင်ပိုင်ရှင်ဖယားအဖြစ်ယုံကြည်လက်ခံတယ်သူဒီမှာကတိပေးထားတဲ့အတိုင်းပဲကျွန်တော်တို့ဟာအမွေခံဖြစ်ကြပါတယ်ကျွန်တော်တို့ဒီအမန်နွေလာဖယားကျွန်တော်တို့အမြဲအတူရှိတဲ့ဖယားကျွန်တော်တို့ခုနကပြောတဲ့အကွယ်တိုင်ပင်ဖက်နော်ထာဝရအဖဒီဖယားကျွန်တော်တို့အမြဲတူရှိမ
ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မလို့လူတစ်ပါးကိုအကောင်းဆုံးဒီနိုင်တဲ့လက်ဆောင်ကမေတ္တာတရားပါနော်မေတ္တာတရားကိုကျွန်တော်ပွားများချပါစို့လို့ကျွန်တော်ပြောချင်ပါတယ်2016ခုနှစ်ခရစ်စမတ်အပြင်ကျွန်တော်တို့အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့မေတ္တာတရားကိုပွားများနိုင်တော့ခရစ်စမတ်အားလုံးဖြစ်ကြပါစေလို့ကျွန်တော်တောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်